ကိုကြိုက်တာကိုလောက်ရတာနဲ့ကိုမကြိုက်တာလောက်ရတာဆိုရင်ဘယ်ဟာကိုသဘောကျလဲအားလုံးကတော့ကိုကြိုက်တာကိုလောက်ချင်ကြတာပဲဒီတော့ကိုကြိုက်တဲ့အရာတွေကဘာတွေလဲဆိုတာလေးကိုပြန်ပြီးတော့စဉ်းစားကြည့်ကြည့်ပါငါဘာတွေလောက်ရတာကြိုက်တယ်လဲငါဘာတွေလောက်ရတာနှစ်သက်တယ်လဲအဲ့တော့ကိုကြိုက်တာကိုလောက်တယ်ဆိုရင်ကိုကြိုက်တဲ့အရာတွေကကိုဖြက်စီးတတ်တဲ့အရာတွေကိုပျက်စီးစေသောအရာတွေဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ကိုကြိုက်တာကိုလောက်ပြီးတော့ကိုဖြစ်ကိုခံရမှာဖြစ်ပါတယ်။ဒါကြောင့်ကိုကြိုက်တာကိုလောက်တယ်ဆိုပေမဲ့လည်းငါကြိုက်တဲ့အရာတွေကဘာတွေလဲ။ဒီအရာတွေကငါအတွက်ကောင်းကျိုးထက်ဆိုးကျိုးတွေဖြစ်နေစေသလား။ဒါလေးတွေကိုကျွန်တော်တို့ကသုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်။ဒီတော့ကိုကြိုက်တာဘာတွေလဲဆိုတာလေးကိုပြန်လည်ဆင်ခြင်ကြည့်ဖို့လိုအပ်ပါတယ်။ဥပမာကိုကမကောင်းတာလောက်ရတာတွေကိုကြိုက်နှစ်သက်တယ်။ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့လုပ်ရက်တွေကိုပြုလုပ်ရတာနှစ်သက်တယ်။ကိုဘဝကိုထိခိုက်ပျက်စီးစေသောအလုပ်တွေကိုလုပ်ရတာနှစ်သက်တယ်ဆိုလို့ရှိရင်ကိုကြိုက်တာကိုလုပ်နေရင်းနဲ့ကိုဘဝဟာထိခိုက်နစ်နာဆုံးရှုံးနေမှာဖြစ်ပါတယ်။ဒါကြောင့်ကိုကြိုက်တဲ့အရာတွေကိုလည်းသတိထားကြည့်ကြည့်ပါ။ကိုကြိုက်တဲ့အရာတွေကကိုယ့်အတွက်စိုးကျိုးတွေဖြစ်နေစေတယ်ဆိုလို့ရှိရင်တော့ကြိုက်ပေမဲ့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကရှောင်ရမှာဖြစ်ပါတယ်။ဒီအရာတွေကကိုယ့်ကိုဖျက်ဆီးမဲ့အရာတွေဖြစ်တဲ့အတွက်သူဟာကိုယ့်ဘဝကိုမဖျက်ဆီးခင်ဒီအရာဒီအကျင့်ဒီအလုပ်ကိုကျွန်တော်တို့ကလက်ဦးပြီးတော့ကြိုတင်ဖြည့်ဆည်းထားဖို့လိုအပ်ပါတယ်မဟုတ်ရင်သူကကိုယ့်ဘဝကိုဖြည့်ဆည်းသွားလိမ့်မယ်ဒါကြောင့်ကိုကြိုက်တဲ့အရာတွေကဘာတွေလဲကိုကြိုက်တာကိုလှုပ်ဆိုပေမဲ့လည်းဒီအရာတွေကကိုထိခိုက်စေတယ်ဆိုလို့ရှိရင်ဒါကိုရှောင်ကျဉ်ပါနောက်တစ်ခုကကိုမကြိုက်တာတွေကိုမကြိုက်တဲ့အရာတွေထဲမှာလည်းကိုကောင်းကျိုးပြုစေသောအရာတွေရှိနေတတ်တယ်အဲ့တော့ဒီလိုအရာတွေကြတော့ကိုမကြိုက်ပေမဲ့လည်းလုပ်ရမယ်ဆိုကြပါစို့စာဖတ်ရတာမကြိုက်ဘူးပြင်းတယ်လေ့ကျင့်ခန်းလုပ်ရတာမကြိုက်ဘူးမနဲ့စောစောထားရတာမနှစ်သက်ဘူးမကြိုက်ဘူးစသဖြင့်ပေါ့အဲ့တော့ကိုကောင်းစေတဲ့အကျင့်ကောင်းတွေအလေ့အကျင့်ကောင်းတွေဒါတွေကိုကမလုပ်ချင်ဘူးလုပ်ရမှာမနှစ်သက်ဘူးပြင်းတယ်ရှောင်ကျင်တယ်တိုးတော်လဲကိုကောင်းစေတယ်ပြောင်းလဲစေတယ်ဆိုလို့ရှိရင်ဒီအရာတွေကိုကိုမကြိုက်ပေမဲ့လည်းလုပ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အဓိကပြောချင်တာကကိုကြိုက်တာကိုလှုပ်ဆိုပေမဲ့လည်းကြိုက်တဲ့အရာကိုသတိထားပါကိုမကြိုက်တာတွေကဘာတွေလဲဒါတွေကိုလည်းသတိထားပြီးတော့မကြိုက်တဲ့အရာတွေကကောင်းစေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလှုပ်တင်လှုပ်အောင်မှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့ကဆင်ခြင်ပြီးတော့ဇယားထဲမှာချပြီးတော့ရေးကြည့်ကြည့်ပါကိုကြိုက်တဲ့အလုပ်တွေကိုမကြိုက်တဲ့အလုပ်တွေကိုမကြိုက်တဲ့အလုပ်တွေထဲမှာကိုကောင်းကျိုးပြုစေမဲ့အကျင့်ကောင်းတွေပါတယ်ဆိုလို့ရှိရင်တော့အဲ့ဒါတွေကိုမကြိုက်ပေမဲ့လည်းလှုပ်အောင်မှာဖြစ်ပါတယ်ဘဝမှာအပြောင်းလဲဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုမနှစ်သက်တဲ့အရာတွေကိုမကြိုက်တဲ့အရာတွေလည်းတစ်ခါတလေမှလောက်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအရာတွေဟာကိုတိုးတက်စေမှာတေချာတယ်ဆိုလို့ရှိရင်ဘာကြောင့်ကျွန်တော်တို့ကမလုပ်ချင်ရမှာလဲ။အဲ့ဒါလေးကိုကျွန်တော်တို့ကအချိန်ပေးပြီးတော့လုပ်ရမှာဖြစ်တယ်။ဆောင်ရွက်ရမှာဖြစ်တယ်။တင်ယူလေးလာတာမကြိုက်တဲ့သူတွေရှိတယ်။စာဖတ်ရမှာမကြိုက်တဲ့သူတွေရှိတယ်။မနဲ့စောစောထားရမှာတရားထိုင်ရမှာစိတ်တည်ငြိမ်အေးချမ်းအောင်ပြုလုပ်ရမှာဒါတွေကိုမကြိုက်တဲ့အရာတွေလည်းရှိတယ်။ဒါပေမဲ့ဒီຢာတွေကကိုယ့်အတွက်ကောင်းကျိုးတွေများစေတယ်ဆိုလို့ရှိရင်တော့ဒီအလုပ်တွေကိုကျွန်တော်တို့ကစူးစမ်းပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့အဓိကပြောချင်တဲ့အရာလေးကတော့ကိုကြိုက်တဲ့အရာနဲ့ကိုမကြိုက်တဲ့အရာကိုတေချာစီမံခန့်ခွဲပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့အရာကိုရွေးချယ်ပြီးတော့လှုပ်ပါလို့မှာချင်ပါတယ်။လှုပ်တင်လှုပ်ထိုက်တဲ့အရာတွေလှုပ်နေရင်ကျွန်တော်တို့ကဖြစ်တင်ဖြစ်ထိုက်တဲ့အကျိုးတွေရရှိလာမှာဖြစ်ပါတယ်။ကောင်းသောအကြောင်းတွေကိုဖန်တီးနေရင်တော့ကောင်းသောအကျိုးတွေဖြစ်လာလိမ့်မယ်။မကောင်းသောအကြောင်းတွေကိုဖန်တီးနေတော့မကောင်းသောအကျိုးတွေဟာရရှိလာစေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဘယ်အကျိုးမျိုးကိုကျွန်တော်တို့လိုချင်တယ်လဲ။ကိုလိုချင်တဲ့ရလတ်ကိုလိုချင်တဲ့အကျိုးကိုဖြစ်စေသောအရာတွေကိုကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေစ조사ပြီးတော့ဆောင်ရွက်လှုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ဒီဗီဒီယိုလေးကနေတိုက်တွန်းလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ပူကျော်စင်ပါFuture Way Training ရဲ့ founder နဲ့ professional trainer တယောက်ဖြစ်ပါတယ်။